Hello everyone ဒီနေ့မှာ content creator လောကတွေကိုချွေးချမဲ့သူတွေဒါမှမဟုတ်အောင်မြင်မှုလေကတိကိုတက်လှမ်းနေတဲ့သူတွေအတွက်အမေရိကအောင်မြင်ဖို့အဓိကကျတဲ့ tip and trick ခုနှစ်ချက်ကိုပြည်သက်ကြီးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။နံပါတ်1 foundation niche ကိုရွေးချယ်ပါဘာမဆိုလောက်တာတဲ့တစ်ခုကိုပဲရွေးပြီးအဲ့ဒါကိုမှစမ်းတက်အောင်လုပ်ပါဥပမာရင်းရချက်ပြုတ်တာတဲ့ vegetarian meal prep လို့မျိုးပေါ့နံပါတ်2တင်ပြည်သက်ကိုသိပါသူတွေကတင် content ကိုအဓိကကြည့်နေလေသူတို့ကဘာကိုကြိုက်တယ်လဲဆိုတာလေ့လာပါနံပါတ်3ဘာကြောင့်ကိုရှာပါကိုကဘာကြောင့် content creation လုပ်ရှင်တာလဲဝါဒနာလားဝင်ငွေလားကိုယ့်ရဲ့မောင်းနေတာ driving force ကိုတိဖို့အရှမ်းအရေးကြီးပါတယ်နံပါတ်4 series တစ်ခုကိုဖန်တီးပါပြည်သက်တွေကပုံမှန်စီသူတို့ကြိုက်တဲ့ program ကိုပြန်လာကြည့်ကြကြတယ်ဆွေးနွေးဖို့ကောင်းတဲ့ series တစ်ခုလုပ်ထားပါနံပါတ်5 branding တည်ဆောက်ပါအရာမျိုးကိုစကားပြောပုံစံအားလုံးကတသက်မှတ်ထဖြစ်နေရတယ်နော်။နံပါတ်6အရေးအသွေး quality ကိုဦးစားပေးပါ။လူများဖို့ချက်ကောင်းမွန်တဲ့ content ကိုဖန်တီးပါ။ကဲဒါဆိုရင်ပြည်သက်ကြီးအနေနဲ့ content creator တရားရဲ့ခရီးစဉ်မှာဒီအချက်တွေကိုလက်တွေ့အသုံးချပြီးအောင်မြင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ပါစေလို့အမေရိကဆုတောင်းပေးလိုက်ပါတယ်။နောက်နေ့တွေလည်း content creator တရားဖြစ်ဖို့ tip and trick တွေကိုဝင်မှပေးတော့မှဖြစ်လို့စောင့်မျှကြည့်ရှုပေးကြပါဦးနော်။